ကစားသမားအများအပြားပါဝင်ကစားနေတာဖြစ်ပြီးတော့စောင့်ကြည့်ရမယ့်ကစားသမားတွေလည်းအများအပြားပါဝင်နေတာဖြစ်ပါတယ်။ကန်ထားတယ်ကုသိုလ်တော်ကစားမန်တင်းအတွက်ခြေပါကိုတကိုရရှိသွားခဲ့လေဖြစ်ပါတယ်။ရရှိလာတဲ့ခွင့်ရိုးတော့မြနိုးခင်တင်းယူသွားရမှာတော့ကစားမန်တင်းခြေပါကိုတကိုရောက်သွားနိုင်ခဲ့လေဖြစ်ပါတယ်။ဒီနေ့ပွဲစဉ်မှာတော့ကစားမန်တင်းကိုရရှိဖို့တိုက်ဆိုလို့ကြိုးစားနေခဲ့ပြီးတော့ခင်မမိုထွန်းရဲ့ပြပမှုကနေမြနိုးခင်ဘိုင်တင်းယူသွားနိုင်ခဲ့တာလည်းဖြစ်ပါတယ်ခင်မထွန်းရဲ့ပြပမှုကောင်းမွန်ခဲ့ပြီးမြနိုးခင်ရဲ့အဆုံးသတ်မှုကလည်းဂိုးဖြစ်ကြောင်းလဲသွားနိုင်ခဲ့တာပဲဖြစ်ပါတယ်ကန်တယ်ဒီဝင်းပြန်လည်ပြီးတော့ရှင်းထုတ်ထားခဲ့တာပဲမဲ့လေAI တင်းရဲ့ကစားသမားတွေလက်ထိတယ်ဆိုပြီးတော့တလူကြီးကတော့ပနတီပြစ်ဒဏ်ပေါ်သတ်မှတ်ပေးထားခဲ့တာလည်းဖြစ်ပါတယ်။ရောကင်လက်ကန်ထားတယ်ဂိုးတယ်ခင်ဗျာအခုဆိုတော့ကစားမန်အတင်းတို့လောနေခဲ့တဲ့ချစ်ပါဝတ်ကိုအတင်းရဲ့တိုက်စစ်ကစားသမားမြနိုးခင်ကပနတီပြစ်ဒဏ်ပေါ်ကနေသွင်းယူပြီးတော့ပြန်လည်ချစ်ပါနိုင်ခဲ့ပြီလည်းဖြစ်ပါတယ်။မြနိုးခင်နေနဲ့ဒီနေ့ပွဲစဉ်မှာသွင်းကို2ဂိုးထိရလာခဲ့ပြီလည်းဖြစ်ပါတယ်။အတင်းရဲ့ကိုသမားအိစနာတော်ပို့ထိုးတဲ့ဘက်မှန်မဲ့လည်းမြနိုးခင်ရဲ့ဘလုံးကန်သိမ်းပြီးမှဂိုးထောင်းကိုကျနေခဲ့ပြီးတော့အသင်းတို့ခြေပါဝတ်တကူရရှိသွားခဲ့တာလည်းဖြစ်ပါတယ်